皆さんこんにちは。ဒီကနေ့ဆက်ဆက်က皆さんတို့ကိုဒုက္ခရောဖန်နဲ့ Osaka ဖန်ချာကပေါ်ချက်လေးကိုနိုင်ရှင်းပေးမှာပဲဖြစ်ပါတယ်။ကြည့်ပြတော့ဆက်လိုက်အောင်။ありがとうおおきに本当ほんまダメあけんそうだよせやねんいくらなんぼ何してるの何してんの早くしてはよしてわからないわからへんいいじゃんええやんじゃあまたねほなまたなတို့ပဲဖြစ်ပါတယ်နောက်လည်းဒီမျိုးချင်တဲ့ပတ်သက်တဲ့ပူဇော်တာလေးတွေကိုဆန်းဆက်ကတင်ဆက်ပေးဒီမှာဖြစ်တာကြောင့်မလို့ landmark page ကို like and follow လုပ်ပေးထားကြပါအောင်အားလုံးပဲနောက်မှတွေ့မယ်またね